အဲမွေနဲ့တန့်စင်စလိုင်းတန်ခွီးရှိန်နဲ့ဟိန်းထုံးအောင်အပြိုင်ကျန်းရမယ်ပွဲမြန်မာတို့ရဲ့အသင်းနှလုံးထဲကသွေးချင်းနီးစေတဲ့အားကစားတစ်ခုကရိုးရာလက်ဝှေပဲဖြစ်ပါတယ်မြန်မာဆိုင်တဲ့သူဂျိုးဝိုင်းအလဲကရဲစွမ်းတတ္တိလက်ဝှေကျော်တို့ရဲ့ပြင်းပြထက်သန်သောအားမှန်တွေနဲ့ပရိသတ်ကိုအမြဲတမ်းရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါတယ်မြန်မာ Martial Arts Group MMAG ကနေဦးစီးပြီးတော့နှစ်စဉ်မပြတ်ကျင်းပလာတဲ့ MLWC ပြိုင်ပွဲကြီးကယခု2026ခုနှစ်မှာ17နှစ်တိုင်တက်တန်းရှိခဲ့ပြီပဲဖြစ်ပါတယ်17ကြိမ်မြောက်မြန်မာရိုးရာလက်ဝှေကမ္ဘာချန်ပီယံပြိုင်ပွဲကြီးကိုလာမယ့်ဩဂတ်စ်လ9ရက်နေ့တနင်္ဂနွေနေ့နေ့လယ်2နာရီချိန်မှာမြန်မာလက်ဝှေသမိုင်းကြောင်းများစွာရှိတဲ့ရန်ကုန်မြို့တိမ်ဖြူမြန်မာရိုးရာလက်ဝှေရုံမှာကျင်းပသွားမှာပဲဖြစ်ပါတယ်ပထမဆုံးသုံးသက်ပေးခြင်းတဲ့ပွဲကတော့အဲမွေရဲ့ပွဲပါအဲမွေကကင်းပြည်နယ်အိမ်တူကျေးရွာကလက်ဝှေကျော်ကြီးအိမ်တူမောင်ရဲ့မြီးတအုပ်ဖြစ်ပါတယ်လက်ဝှေမျိုးရုံးနဲ့မစိမ့်တဲ့သူဖြစ်ပြီးတော့ပေ20ကျိုးဝိုင်းတွင်းမှာပဲထူးချွန်စွာကျင်းလည်နိုင်ခဲ့ပါတယ်ကင်းပြည်နယ်လိုမာကုံမြင့်ကစားမတွေထဲမှာမှအဲမွေကမာကုံနဲ့ပညာကိုနှစ်ခုစလုံးအားသာသူပဲဖြစ်ပါတယ်ကင်းပြည်နယ်မှာဆိုဝိတ်တန်းအစုံမထိုးဘူးတဲ့သူမရှိအရွယ်ဆုံးလူဆုံးရှင်ပြိုင်ထိုးတက်ဘူးတဲ့သူပါမြန်မာရိုးရာစီးမြင့်မှာအဲမွေကအလဲထိုးနဲ့မရှုံးနိုင်ဘူးပါဘူးပွဲပေါင်းများစွာကစားထားပြီးတော့ Sky နဲ့ဆုနဲ့မြန်မာလက်ဝှေကမ္ဘာချန်ပီယံကပတ်တို့ကိုပါရရှိထားပါတယ်ဝမ်ချန်ပီယံရှစ်မှာတော့ရလဒ်တွေမကောင်းပေမဲ့ဂိမ်းမီနယ်မှာတော့အတန်းကြီးတွေပါထိုးဖို့အတွက်အဲမူရအကောင်းဆုံးပြင်ဆင်နေတယ်။သူနဲ့ဒီတစ်ခါထိပ်တိုက်တွေ့ဆုံနေတဲ့ဖိုက်တာကတန့်စင်ပဲဖြစ်ပါတယ်။တန့်စင်ကအသက်ရွယ်အားဖြင့်ငယ်ရွယ်ပါသေးတယ်။သူဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံနဲ့အခက်အခဲတွေကအများကြီးပဲဖြစ်ပါတယ်။အောင်မြင်မှုတွေကအရှယ်အုံနဲ့ဖြစ်လာချိန်မှာရှုံးနိမ့်မှုတွေကလည်းထက်ကြမကွာဆိုသလိုပါပဲ။ဝမ်ချန်ပီယံရှစ်မှာအတန်းမတူတဲ့သူတွေနဲ့ကစားမတွေနဲ့ရင်ဆိုင်ရတဲ့အတွက်နိုင်ပွဲတွေပျောက်ဆုံးခဲ့ရပါတယ်။ဒီခါမှတော့နိုင်ငံတကာအတွေ့အကြုံနေတဲ့အဲမွေကိုဘယ်လိုမျိုးနီးစတစ်ပိုင်းတွေနဲ့ပြိုင်ပွဲကိုချင်းကပ်မလဲစိတ်ဝင်စားစရာပါ။တန်းစင်ကိုချီးကျူးရမယ့်အချက်ကဝမ်းမှာရလဒ်တွေမကောင်းခဲ့ပေမဲ့ရှုံးနိမ့်မှုတွေမှာပိတ်လောင်မနေပဲပြည်တွင်းမှာသူ့ထက်တပါရှိတဲ့ကစားမကိုရှင်ကစားဖို့အတွက်လက်ခံလိုက်တာပါပဲ။တန်းစင်ရဲ့အကိုထုံးလင်မိုးကကမ္ဘာချန်ပီယံနှစ်ထပ်ကွမ်းဖြစ်တယ်လို့တန်းစင်ကလည်းကပတ်အတွက်အမြဲတမ်းစားလောင်နေတဲ့ကစားမပါ။တန်းစင်ရဲ့ကစားကွက်ကရိုးရှင်းတယ်လို့ထင်ရပေမဲ့ပြိုင်ဘက်ကိုတီးကြထီးမိလှုပ်ပြနိုင်ခဲ့တာတွေကတော့ထင်ကြီးစရာကောင်းပါတယ်။တန်းစင်ရဲ့ဘယ်ဘက်လက်တီးတစ်ချက်ကအဲမွေကိုအထိနာမလားအဲမွေကပဲတန်းစင်ကိုပညာတွေပြသွားမလားစောင့်ကြည့်ရမှာပါ။အထူးစိတ်ဝင်စားစရာဒွဲဆိုင်တစ်ခုကစတိုင်းတန်ခွီးချိန်နဲ့ဟိန်းထွန်းအောင်တို့ရဲ့ပွဲစဉ်ပါဟိန်းထွန်းအောင်ကတော့ကင်းပြည်နယ်တကြောမိုင်ကန်ကန်အလူးလဲထိုးတက်သူဖြစ်ရောမြမလက်ဝေးစင်ထိပါရွေးချယ်ခံသူပဲဖြစ်ပါတယ်။နေ့လီရိုးရာလက်ဝေးတဲ့ကျင်းလည်နေတဲ့ဂျိုးဝိုင်းကြောင်းနောဂျီရဲ့ကစားမတူလို့ပဲဆိုရမှာပါ။ကျော်တော်ဝင်းနဲ့တန့်စင်အပါဝင်ထိပ်တန်းရိုးရာလက်ဝေးစားမတွေကိုရှင်ပြိုင်ဘူးသူပါ။ဟိန်းထွန်းအောင်ရဲ့နန်ရိုးကိုထိုးအပူးချုပ်မှာခေါင်းနဲ့ရိုက်တက်တဲ့တက်ကွက်ကထူးခြားပြီးတော့အလဲထိုးဖို့မလွယ်ကူတဲ့ကစားမမျိုးပါပဲ။စတိုင်းတန်ခွီးချိန်ကတော့ခြေလမ်းကိုမှန်မှန်နဲ့အမြဲတမ်းအတန်းတက်ထိုးနေတဲ့ကစားမတူပါတပွဲနဲ့တပွဲစွမ်းဆောင်ရင်ပိုင်းတွေကကောင်းလာသလိုဝမ်ချန်ပီယံရှစ်စင်မြင့်ထက်မှာလည်းဘောနပ်စုတွေကိုသိမ်းပိုက်ထားပါတယ်ရွှေကပတ်ချန်ပီယံသိန်းစိုးကိုလည်းအလဲထိုးနဲ့နိုင်ထားတဲ့သူပါဂုံပြန်တွေကတော့စတိုင်းတန်ခွီးချိန်ရဲ့တက်ကွက်တွေဖြစ်ပြီးစိုင်ထိုးပြိုင်ထိုးတဲ့ချိန်တရောင်ရိုက်ချက်တွေကြောင့်ထိုင်းစားမတွေပါနှစ်ဖူးဟတ်တက်ကွဲခဲ့ရဘူးပါတယ်ဒီနှစ်ပွဲဟာအပြိုင်ဆိုင်ကြမ်းကြရမ်းကြမဲ့ပွဲပဲဖြစ်ပါတယ်အဲ့တော့ဒီပွဲတွေကလည်းရင်ခုန်စိတ်ဝင်စားဖို့ကောင်းသလိုနောက်ရက်မှာလည်းထုံးမယောင်နဲ့ရာမန်တို့ပွဲစဉ်ကြောင်းကိုဆက်လက်သုံးသပ်ပေးသွားပါဦးမယ်